အားလုံးပဲမင်္ဂလာပါခင်ဗျာအစိတ်နည်းနည်းလေးပြောစရာရှိလို့ပေါ့နော်ဒါတဘာသူပုတ်ခတ်ချင်တော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးအတိလေးပြန်ပြီးပေးစရာရှိလို့ပေါ့နော်ဒါကဘာလဲဆိုတော့ဒီအစိတ်တို့ရင်းနှီးပြီးသားကိစ္စတွေပဲဖြစ်ပါရဲ့ပေါ့နော်အခုဆိုရင်2025ရဲ့6လပိုင်းဆောင်ရောက်လာပြီပေါ့နော်တော်တော်ယူခီးပေါက်ခဲ့တဲ့ကာလတစ်ခုရောက်ခဲ့ပြီဒီ line ပေါ်မှာဆိုတော့ဒီ some of the influencer တွေကပြောပြီးသားပေါ့နော်ဒီအကြောင်းအရာတွေထက်ကပေါ့နော်ဘာဖြစ်လဲဆိုတော့အစိတ်အခုတွေ့တယ်ပေါ့နော်ဘာတွေ့လဲဆိုတော့ပေါ့နော်influencer တယောက်ပေါ့နော်သူကိုယ်တိုင်အားကြတော့ပေါ့နော်ဒီကလင်းနဲ့အိမ်နဲ့ပေါ့နော်အိမ်ဦးချမ်းပြင်လို့သွားပြီးချောင်းပေါက်မတက်သွားပြီးတော့နော်ဟိုပြင်းပြုတ်လိုက်နဲ့လှုပ်ချင်နိုင်အောင်အကုန်လုံးနေပြီးတော့မှ तू ကကြတော့ဘာဖြစ်လဲဆိုတော့ဟိုဟာလေးတုံးကြည့်လိုက် तू ထုတ်တဲ့ပစ္စည်းကိုတုံးကြည့်လိုက်ဘလို့လှမယ်ဘလို့အသားဖြူလာမယ်ဘလို့အစီကျသွားမယ်နဲ့လုံနေတာပေါ့နော်အားကြောင့်မို့ရှင်းပြောရင်ချစ်လို့ပဲဝယ်ဒါမှမဟုတ်ရင်နော်ဒါပေမဲ့အသုံးပြုချင်လို့ပဲဝယ်ဒါပေမဲ့နည်းနည်းတော့စဉ်းစားကြပါလို့အစိတ်ကပြောချင်တာဘယ်သူပဲဝါလို့တော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်စဉ်းစားလုပ်ကြဒါပေမဲ့ယောဂတွေဘာတွေဖြစ်မယ်နောက်တစ်ခုကကြတော့ပေါ့နော်ချင်းအထက်မခံပါနဲ့လို့အစိတ်ကလာပြီးတော့တတိပေးချင်တာပါခင်ဗျာ